မင်္ဂလာပါ KO ဟူပရိသတ်ကြီးခင်များကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေစောင့်မျှော်နေတဲ့2026ကမ္ဘာဖလားရဲ့အသက်ရှူရက်မတက်ရင်ခုန်ရမယ့်ရှုံးထွက်10နှစ်တင်းအဆင့်ပွဲစဉ်တွေထွက်ပေါ်လာခဲ့ပါပြီ။တမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်48တင်းနဲ့ကျင်းပတာမို့လို့ဒီတစ်ခေါက်ရှုံးထွက်အဆင့်ကတော့ပိုပြီးကြမ်းတမ်းမှတေးကြပါတယ်။ဒါဆိုဘယ်အသင်းတွေကံကောင်းပြီးဘယ်အသင်းတွေငိုကြွေးရမလဲဒေတာပေါင်းများစွာကိုအခြေခံပြီးတွက်ချက်ထားတဲ့စူပါကွန်ပျူတာရဲ့နောက်ဆုံးထွက်ခန့်မှန်းချက်တွေကို KO ဟူကနေအသေးစိတ်တင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးသွားပါဦး။ပထမဆုံးကြည့်ရမယ့်ပွဲကတော့ဘရာဇီးနဲ့ဂျပန်ပါဆာမူရိုင်းပြတွေရဲ့စနစ်ကျတဲ့ကစားဟန်ကအေယာမဘရာဇီးကိုချိန်ချောက်နိုင်ပေမဲ့စူပါကွန်ပျူတာကတော့တဦးချင်းအရေးချင်းအသာစီးရတဲ့ဘရာဇီးကို68%နဲ့နောက်တစ်ဆင့်တက်မယ်လို့အပိုင်တွက်ထားပါတယ်။နောက်ထပ်ကမ္ဘာကျော်ကျယ်ပွင့်နှစ်ပွင့်ရဲ့နောက်ဆုံးအကလို့ပြောလို့ရမယ့်ပေါ်တူဂီနဲ့ခရိုအေးရှားပွဲစဉ်ဒါဟာတကယ်ကိုအကျိတ်အနယ်ရှိမဲ့50-50ပွဲစဉ်ဖြစ်ပေမဲ့စူပါကွန်ပျူတာရဲ့အလိုအရစီရိုနယ်ဒိုရဲ့ပေါ်တူဂီကပဲအသာစီးရပြီးခရိုအေးရှားကိုဖျက်ကျော်သွားလိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ကမ္ဘာဖလားမှာအမြဲတမ်းအံ့အားသင့်စရာတွေရှိတတ်စမြဲပါစူပါကွန်ပျူတာကအေယာမအလှည့်ပြောင်းဖြစ်သွားနိုင်တဲ့ပွဲကြီးတစ်ပွဲကိုသတိပေးထားပါတယ်။အဲ့ဒါကတော့နယ်သာလန်နဲ့မော်ရိုကိုပွဲစဉ်ပါပဲပြီးခဲ့တဲ့ကမ္ဘာဖလားရဲ့အံ့ဖွယ်မော်ရိုကိုအသင်းဟာနယ်သာလန်တွေကိုအိမ်ပြန်ပို့ပစ်နိုင်ခြေ49%ထိရှိနေပါတယ်။ဂျာမနီနဲ့ပါရာဂွေးပွဲမှာလည်းဂျာမနီတို့မပေါ်ဆဖို့သတိပေးချက်ထွက်ပေါ်နေပါတယ်။လက်ရှိချန်ပီယံအာဂျင်တီးနားကတော့ကိတ်ပါတီကိုတက်တောင့်တက်တာကျော်ဖြတ်နိုင်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းဘောလုံးကအလုံးလေးပါကွင်းထဲမှာဘာမဆိုဖြစ်သွားနိုင်ပါတယ်။ KO ဟူပရိသတ်ကြီးရောစူပါကွန်ပျူတာရဲ့ခန့်မှန်းချက်အပေါ်ဘာများပြောချင်လဲမော်ရိုကိုကပဲနယ်သာလန်ကိုထပ်ပြီးဒူးထောက်စေမလားပေါ်တူဂီနဲ့ဘရာဇီးကိုစိတ်ချရရဲ့လားမိမိတို့ထင်မြင်ချက်တွေကိုကွန်မန့်မှာအားရပါရဆွေးနွေးသွားကြပါဦးအခုလိုစိတ်ဝင်စားစရာဘောလုံးအကြောင်းအရာတွေကိုအမြဲကြည့်ရဖို့ KO Hu Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့ဦးတော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ